ကျောင်းသားတွေအပေါ်မှာဆရာကောင်းတယောက်ရဲ့ကျင့်ဝတ်နဲ့ခြေပွန်ခဲ့တာကြောင့်တရွာလုံးယူကျုံမရဖြစ်နေခဲ့ရတဲ့ဆရာမလေးရဲ့နောက်ဆုံးခီးဆရာမဆိုတာကျောင်းသူကျောင်းသားတွေအတွက်တော့ငယ်ရွယ်တဲ့ကလေးဘဝမှာမိဘတွေထက်တောင်အချိန်ကြာကြီးတူတူနေကဖြတ်တန်းရသူတွေပေါ့ဒါကြောင့်မို့ဆရာတွေနဲ့တပည့်တွေကြားကမေတ္တာတွေကလည်းကြီးမားကြပါတယ်ဒါအပြင်ဆရာတယောက်ရဲ့တာဝန်ကိုခြေပွန်တဲ့အပြင်ကျောင်းသားတွေရဲ့ကောင်းစားရေးကိုပါဦးစားပေးတဲ့ဆရာကောင်းတယောက်ဆိုရင်ကျောင်းသားတွေအတွက်ပို့ပြီးတော့အဖို့မဖြစ်နိုင်ပါဘူးအခုလိုတာဝန်ကြီးတဲ့ဆရာမလေးတယောက်ကိုညောင်လေးပင်ရွာကြံပိုကျေးရွာကကျောင်းသူကျောင်းသားတွေကပေးခဲ့တဲ့ရက်မှာမမျှော်လင့်ပဲဆုံးရှုံးလိုက်ကြရပါတယ်ကြံပိုရွာကကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာမလေးပြည့်ကအသင်အပြလဲကောင်းတယ်လို့ကလေးတွေအပေါ်မှာမေတ္တာကြီးတာကြောင့်လူချစ်လူခင်များတဲ့ဆရာမတယောက်ပါဆရာမလေးကိုဆိုရင်တကြောင်လုံးကကျောင်းသူကျောင်းသားတွေကလည်းချစ်ခင်ကြပါတယ်ဆရာမလေးကမထင်မှတ်ပဲပြီးခဲ့တဲ့ရက်ကညောင်လေးပင်မြို့ကိုသွားရင်းနဲ့မတော်တဆဖြစ်ကကွယ်လွန်ခဲ့ရတာပါမြို့ကိုတူဖြစ်သူကိုရန်ကျောင်းသားနဲ့အတူတူကျောင်းအတွက်လိုအပ်တာလေးတွေကိုတောင်းဝယ်ခဲ့ကြပါတယ်ဆိုင်ကယ်နဲ့သွားကြရင်းနဲ့ကားနဲ့ချိတ်မိသွားခဲ့ကြတာဖြစ်ပါတယ်ကားနဲ့ချိတ်မိသွားကဆိုင်ကယ်ကတစ်တော်ရုံရှိထိပါသွားပြီးမွမချေသွားခဲ့တာပါဆိုင်ကယ်ကားပါနဲ့ဖက်နှက်လေးသာတွေ့ရတဲ့အထိဖြစ်သွားတာကြောင့်နှစ်ယောက်လုံးကွယ်လွန်သွားခဲ့ပါတယ်ကျောင်းအတွက်အားကိုးရတဲ့ဆရာမဖြစ်တဲ့အပြင်တပည့်တွေအတွက်ဆရာမကောင်းဖြစ်တာမို့ကျောင်းသူကျောင်းသားတွေကလည်းမေ့လဲမတက်ကိုငိုကြွေးနေခဲ့ကြတာပါဆရာမရဲ့နောက်ဆုံးခီးကကျောင်းသူကျောင်းသားတွေရဲ့ငိုတန်းနဲ့ပြည့်နှက်နေခဲ့ပါတယ်ဆရာမလေးရဲ့အဖြစ်ကိုကြည်ရသူတိုင်းကလည်းဝမ်းနဲ့ကစိတ်မကောင်းဖြစ်နေကြရတာပါဆရာမလေးလည်းကောင်းရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ